တော့ကျွန်တော်တို့ AWS Lambda ဆိုတာဘာလဲပေါ့အဲ့တော့ AWS Lambda ဆိုတာ serverless computing service တစ်ခုဖြစ်တယ်ကျွန်တော်တို့ code ကိုလာရေးပြရင်လို့ပြီးတော့ server တွေကို manage လုပ်ရမှာလို့အဲ့ဒါဘာကိုပြောတာလဲဆိုရှင်ကျွန်တော်တို့ product deploy လုပ်မဲ့ကျွန်တော်တို့ရဲ့ product ရဲ့ code ဘိုင်းကိုပဲကျွန်တော်စဉ်းစားရမယ်ဒီ server နဲ့ပတ်သက်ပြီးတော့ dependency package တွေ install လုပ်တာတွေကာနဲ့ update လုပ်တာတွေစတာတွေကိုကျွန်တော်တို့စဉ်းစားဖို့မလိုတော့ဘူးပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ application ရဲ့လိုအပ်ချက်ရဒီ lambda function တွေကိုကျွန်တော်တို့ကကျွန်တော်စိတ်ကြိုက်ပေါ့နော်ခေါ်ယူအသုံးပြုနိုင်ပြီးတော့အဲ့ဒီအတွက်ကျွန်တော်တို့က PSU ကိုဒါကတော့ AWS ရဲ့ tradition ပေါ့ဒါဒီ lambda service မှာမဟုတ်တခြား service တွေမှာလည်းသူက PSU ကို plan နဲ့ပဲသွားတာပေါ့လေနံပါတ်2ကတော့ကျွန်တော်တို့ဒီသူနဲ့ lambda နဲ့တွဲသုံးလို့ရတဲ့တခြား services တွေရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ထားပါတော့ for example API gateway တွေပေါ့HTTP API ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ web request တွေအတွက်သုံးလို့ရတယ်ပြီးလို့ရှိရင်ဒီ S3 နဲ့ပတ်သက်ပြီးတော့ file upload လုပ်တာတွေဆိုလို့ရှိရင်လည်းဒါ lambda နဲ့တွဲပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ DynamoDB ကနေပြီးတော့ဒီ data chain နဲ့ကိစ္စတွေပေါ့နော်အဲ့လို event တွေဆိုလို့ရှိရင်လည်းဒါ lambda နဲ့တွဲပြီးတော့သုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကသူ့မှာနောက်ထပ် function တစ်ခုကတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ auto scaling အဲ့တော့ auto scaling ကတော့ဒါကျွန်တော်တို့ရှေ့မှာလည်းသိခဲ့ပြီးသားပေါ့လေဘာလဲဆိုလို့ရှိရင်သူကအလိုလေးရောက်ပေါ့နော်scale up လုပ်တယ် scale down လုပ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော် elastic ဖြစ်တယ်လို့လည်းဆိုလို့ရတယ်အဲ့တော့သူက user ကနေထားပါတော့ဒီ HTTP API ကနေပြီးတော့ဒီ web request တွေလုပ်တဲ့နေရာမှာပေါ့နော် traffic တွေတအားများလာပြီဆိုလို့ရှိရင်သူကသူ့ရဲ့ function တွေကကျွန်တော်တို့စီစဉ်ထားတဲ့structure တိုင်းပေါ့နော် scale up လုပ်ပြီးမယ်traffic တွေမများတော့ဘူးရော့သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ scale down လုပ်ပြီးမယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့လို scale up လုပ်တယ် scale down လုပ်တယ်ဆိုလို့ရှိရင်ဒါလိုအပ်ချက်ရသူကလုပ်နေတာပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ကအဲ့ဒီ scale up လုပ်တိုင်းမှာကျွန်တော်တို့ကဘာရှိမလဲဆိုတော့ cost ကရှိမယ်နော်အဲ့တော့အများတန်း scale up လုပ်နေလို့လည်းမဖြစ်ဘူးဒါဆို user ရဲ့ traffic များမှသာလည်း scale up လုပ်မှာပေါ့လေ user ရဲ့ traffic ကနည်းသွားပြီဆိုကျွန်တော်တို့က scale down ပြန်လုပ်မှာပေါ့နော်အဲ့ဒါကိုသူကအလိုလျောက်လုပ်ပေးတာပေါ့နော်အဲ့တော့အဲ့ဒီအတွက်လည်းကျွန်တော်တို့ cost ကိုထိထိရောက်ရောက် control လုပ်နိုင်တယ်ပေါ့နော်ဒါလေးကလည်းအားသာချက်လို့ပြောလို့ရတယ်နောက်တစ်ခုကကြတော့ lambda ကကြတော့ဘယ်နေရာတွေမှာအသုံးများလဲပေါ့နော်အဲ့တော့ lambda က microservices တွေ data processing တွေဒီ backend API နဲ့ပတ်သက်ပြီးတော့ဒီ schedule test တွေပေါ့နော်အဲ့ဒီအတွက်အဓိကသုံးတာများတယ်ပေါ့နော်အဲ့တော့ထုံးစံတိုင်းပေါ့ဒါ lambda အကြောင်းအောင်ပြောရဲဆိုတော့လေ lambda ကိုပဲကျွန်တော်တို့ကfocus ထားပြီးပြောရတာပေါ့လေနော်အဲ့တော့ traditional server တွေနဲ့မတူဘူးသူက infrastructure management ကိုလုံးဝ worry ဖြစ်เสียမလို့ဘူးကျွန်တော်တို့ရဲ့ business logic ကိုပဲကျွန်တော်တို့က focus ထားပို့ပြီးတော့ focus ထားနိုင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကကျွန်တော်တို့ infrastructure management ဆိုတာကထုံးစံတိုင်းပဲ nested အားဖြစ်တယ် dependency တွေတအားများတယ်အဲ့ဒါကိုလုံးဝကျွန်တော်စဉ်းစားကြရမလို့တော့ဘူးနော်ကျွန်တော်တို့ရဲ့ deploy လုပ်မဲ့ကျွန်တော်တို့ရဲ့ business logic ကိုပဲကျွန်တော်တို့က focus ထားပြီးတော့ကျွန်တော်တို့ product ကိုဘယ်အချိန်မှာ deploy လုပ်မလဲ version အသစ်ကိုဘယ်အချိန်မှာ upgrade လုပ်မလဲစသဖြင့်ပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့က focus ပို့ပြီးထားနိုင်တယ်ပေါ့အဲ့တော့ဒီ lambda နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ recap ပြန်လုပ်ရမယ်ဆိုလို့ရှိရင်တော့ serverless computing service တစ်ခုဖြစ်တယ်ဒီ code run ဖို့အတွက်ပဲဒီ server ကို manage လုပ်ရမှာလို့အဲ့တော့ code run ဖို့အတွက်ပဲဆိုတော့ကဒီ code ကို run ဖို့အတွက်ကိုကျွန်တော်တို့က focus ထားရမယ် server ကိုကျွန်တော်တို့က focus ထားကြရမှာလို့ server ရဲ့ management ကိုကျွန်တော်တို့က focus ထားကြရမှာလို့တော့เนาะနောက်တစ်ခုကကျတော့ဒီ pay by use model ဆိုတာကထုံးစံတိုင်းပေါ့နော် PSU ကိုပဲပေါ့အဲ့တော့သုံးတဲ့ပမာဏတိုင်း cost ကပေးရမယ်နောက်တစ်ခုက auto scaling เนาะအဲ့တော့သူက automatically scale down လုပ်ပေးနိုင်တယ်နောက်တစ်ခုကဒါသူက coding ကို focus ထားတာဖြစ်တဲ့အတွက် multi language support ပေးတယ်ပေါ့နော်အဲ့တော့ multi language support ဆိုတာ Python နဲ့လားNode.js နဲ့လား Java နဲ့လားစသဖြင့်ပေါ့နော်ဒီလိုမျိုး language တွေကိုသူက multi language ကို support ပေးတယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီ lambda နဲ့ပတ်သက်ပြီးတော့ theory overview ဖြစ်တယ်အဲ့တော့ဒီထက်ပို့ပြီးတော့ deep နားလည်ခြင်းနဲ့တခြားသူနဲ့တွဲသုံးလို့ရတဲ့ function တွေကိုပို့ပြီးသိကျင်တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ AWS ရဲ့ official document မှာသွားပြီးတော့ read လုပ်လို့ရတယ်ပေါ့လေအဲ့ဒါလေးလည်းကျွန်တော်ပြပေးမယ်အဲ့တော့ဒီမှာဒါ lambda ရဲ့အကြောင်းကိုပေါ့နော် deep လုပ်ပြီးတော့ learning ဆက်လုပ်လို့ရတယ်ဒါ theory ကြိုက်တဲ့သူများအတွက်ပေါ့နော် okay အဲ့တော့ဒါကျွန်တော် theory overview ကိုရှင်းပြပေးတာအခုကျွန်တော်တို့ကဘယ်ကိုသွားမှာလဲဆိုလို့ရှိရင် hands on lab လေးကိုသွားမယ်เนาะအဲ့တော့ hands on lab လေးကိုသွားမယ်ဆိုတော့ hands on lab လေးကိုမသွားခင် hands on lab ကိုသွားမဲ့ structure လေးကိုကျွန်တော်သေချာလေးရှင်းပြပေးမယ် okay အဲ့တော့ကျွန်တော်တို့ structure လေးတစ်ခုအရင်ဆွဲလိုက်မယ်
ပထမဆုံးကျွန်တော်တို့လုံးမှာကဘာလဲဆိုလို့ရှိရင် AWS ရဲ့ console တွေကိုကျွန်တော်တို့ဝင်မယ်ပေါ့နော်ဒါတော့တည်ပြီးသားပဲအဲ့တော့ဒါ AWS ရဲ့ console ပေါ့နော်အဲ့တော့โอเคအဲ့တော့ console တွေကိုရောက်ပြီပေါ့နော် console တွေကိုရောက်ပြီဆိုတော့ကျွန်တော် lambda ကိုသုံးပါ lambda ကိုသုံးမယ်ဆိုတော့ lambda ဆိုတဲ့ function အောက်မှာဒါကျွန်တော်တို့ရဲ့ account ပေါ့နော်sign to ပေါ့နော်โอเคအဲ့တော့ lambda သုံးမဲ့ function က lambda သုံးမဲ့ service က lambda အဲ့ lambda ကိုသုံးမှာဖြစ်တဲ့အတွက်အဲ့ lambda ထဲမှာကျွန်တော်တို့ကဒီ lab နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကနှစ်ခုကို testing လုပ်မယ်အဲ့တစ်ခုကဘာလဲဆိုတော့ code အပိုင်းနောက်တစ်ခုကအဲ့ code ကို test လုပ်မယ်အပိုင်းဒီ function တစ်ခုကိုကျွန်တော်တို့ကသုံးမယ်ပေါ့နော်အဲ့တော့အဲ့နှစ်ခုကိုမသုံးခင်ကျွန်တော်တို့ကဘာလုပ်ကြလဲဆိုတော့ lambda မှာဘာတစ်ခု create လုပ်ကြလဲဆိုရင် function တစ်ခု create လုပ်ကြတယ်နော် function တစ်ခု create လုပ်မယ်function ကိုကျွန်တော်တို့ name ပေးမယ်အဲ့တော့ name ပေးမဲ့ name ကဘာလဲဆိုလို့ရှိရင်text ပေါ့နော် test API လို့ကျွန်တော်ပေးလိုက်မယ် test API ပေါ့နော် test API လို့ကျွန်တော်ပေးလိုက်မယ်နာမည်ဒီ function ရဲ့ name လေးကိုပေါ့နော် function ရဲ့ name လေးကိုကျွန်တော်က color လေးပြောင်းသုံးလိုက်မယ် test API လို့ပေးလိုက်မယ်နော် test API ပေါ့အဲ့တော့ပထမဆုံးကျွန်တော်တို့ AWS မှာကျွန်တော်တို့ console ဝင်တယ် lambda function ကို lambda service console ကို lambda service ရဲ့ tab ကိုသွားတယ်အဲ့ tab မှာကျွန်တော်တို့ကဘာလေးလုပ်မှာလဲဆိုရင် function တစ်ခုကို create လုပ်မယ် name ကtest API ဒါ option နဲ့တိုက်တာပေးပါနော်အဲ့တော့ test API လို့ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအခုကျွန်တော်တို့လုပ်မဲ့ဒီ lab hands on lab လေးရပါတော့ဒီ code file နဲ့ကိုကျွန်တော်တို့က code တစ်ခုထည့်မယ်နော် code တစ်ခုထည့်မယ်အဲ့ code ကဘာလဲဆိုလို့ရှိရင်Python code လေးပေါ့နော် Python code လေးတစ်ခုထည့်မယ်အဲ့ Python code လေးကိုဒီကနေပြီးတော့ test လုပ်မယ်ဒီကနေဒီ Python code ကို test လုပ်မယ်အဲ့တော့ success ဖြစ်တယ်ဆိုလဲ success ပေါ့နော်အဲ့တော့ fail ဆိုလဲ fail ပေါ့အဲ့တော့ဒီ lambda function ရဲ့အနောက်မှာဒီရှိနေတဲ့ကျွန်တော်တို့ဒီ backend process တွေ management တွေကျွန်တော်တို့ဒီ dependency တွေဘာမှစဉ်းစားစရာမလိုကျွန်တော်တို့ရေးချင်တဲ့ code ကိုပဲရေးထားပါတော့ Python ပဲရေး Node.js ပဲရေးကြိုက်တာရေးနော်ပြီးရင်တခါတည်းသူ့ရဲ့ UI မှာပဲကျွန်တော်တို့ testing လုပ်လို့ရတယ်โอเคနော်အဲ့တော့ကျွန်တော်တို့ lambda တွေကိုသွားမယ် function တစ်ခု create လုပ်မယ် name ပေးမယ် code ကိုလည်းကျွန်တော်တို့ကcode file လေးကိုလည်းတစ်ခုနဲ့ save လိုက်မယ်ပေါ့နော်အဲ့တော့စပြီးတော့ function တိစောက်ထဲကျွန်တော်တို့က Python code ရေးမယ်လို့ကြေညာခဲ့လို့ရှိရင်သူက default အနေနဲ့ Python file လေးတစ် file create လုပ်ထားတာရှိလိမ့်မယ်အဲ့ဒါလေးကိုလည်း testing လုပ်လို့ရတယ်တိုးတော့မြင်သာအောင်လို့တော့ကျွန်တော်ကဒီ custom Python file လေးပဲထည့်လိုက်မယ်ပြီးရင် test လုပ်ကြည့်မယ်ဒါကပထမအဆုံး lab 1ပေါ့နော်နောက်ထပ် lab တစ်ခုကြာလို့ရှိရင်ကျွန်တော်တို့ကဘာသုံးမှာလဲဆိုလို့ရှိရင်ဒါ lab 1နော်နောက်ထပ် lab တစ်ခုကြာလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်ခုကြာလို့ရှိရင် lambda ပဲအဲ့ဒါမှကျွန်တော် function စောင့်မယ် function စောင့်ပြီးတော့သူ့ကိုကြာတော့ကျွန်တော် API gateway နဲ့တွေ့သုံးပါနော် function စောင့်မယ်အဲ့တော့ name ကတော့ထုံးစံတိုင်းပေါ့နော်ကျွန်တော်တို့ဒီလိုလေးပေးလိုက်မယ် test web API ပေါ့နော်ဒီလိုလေးပေးလိုက်မယ်ပြီးလို့ရှိရင်အကောင်လေးကို name ဒီလိုပေးမယ်ပြီးလို့ရှိရင်ကျွန်တော်ထုံးစံတိုင်းပေါ့ကုတ်ရေးမယ်နော်ကုတ်ကလည်းကျွန်တော်တို့ဘာလဲဆိုလို့ရှိရင် Python code ပေါ့နော် Python code ရေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့မှာဘာလုပ်လဲဆိုလို့ရှိရင်ဒါဟိုပေါ့နော်ဒုတိယမြောက် hands on တော့ပေါ့နော်အဲ့တော့code ရေးမယ် code ရေးပြီးလို့ရှိရင်ကျွန်တော်တို့ကဘာနဲ့သွားချိန်မှာလဲဆိုလို့ရှိရင်API နဲ့ချိန် API gateway နဲ့ပေါ့ trigger ပေါ့နော်အဲ့တော့ trigger သွားထောက်အဲ့တော့အဲ့ကောင်ကဘာလုပ်လဲဆိုလို့ရှိရင် API နဲ့တွဲသုံးရမှာအဲ့တော့ပြောချင်တာကဒီ function မှာကျွန်တော်တို့က plex ပေါ့နော်ဘာလဲမဆို API gateway ပါလာတယ်အဲ့ API gateway ကျွန်တော်တို့ကဘာသုံးမှာဆို HTTP နော် web browsing ပေါ့နော် web browsing API gateway ကိုသုံးမယ်အဲ့တော့ function black ကျွန်တော်တို့ API gateway သုံးမယ်အဲ့တော့ဒီ code ကိုပေါ့နော်ဒီ code ရဲ့ပြောင်းလဲမှုတွေကိုကျွန်တော်တို့ကဘယ်ကကြည့်လို့ရလဲဆိုလို့ရှိရင်ဒီ API gateway ကို pass through လုပ်ပြီးတော့ကျွန်တော်တို့ကကြည့်လို့ရတယ်ပေါ့နော် user က okay အဲ့တော့ကျွန်တော်တို့ကဘာပြင်ရမလဲဆိုလို့ရှိရင် lambda မှာ function စောင့်မယ် name ပေးမယ်ပြီးရင်သူ့ကို trigger ထောက်မယ် API gateway သွားမယ်အဲ့တော့ API gateway မှာ name ပေးမယ်ပေါ့နော်အဲ့တော့ name ကကြတော့ကျွန်တော်တို့ဘာလို့ပေးမလဲဆိုလို့ရှိရင်ဒါသူ့အတွက် name เนาะဒါကကြတော့သူ့အတွက် name ဖြစ်မယ်သူ့အတွက် name ကကျွန်တော်တို့ဘာလေးပေးမလဲဆိုလို့ရှိရင်test ပဲပေးလိုက်မယ်เนาะ t
test 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 API ပဲပေးလိုက် test API okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဒါကုတ်ကလည်းဒီထဲမှာရေးမယ်ပေါ့နော်ကုတ်ကလည်းထုံးစံတိုင်းပဲဒါ something.py ရေးမယ်ပြီးလို့ရှိရင် API နဲ့သူ့ trigger ထောက်မယ်ဒီမှာ plus sign လေးရေးထားရနော် trigger ထောက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မှာလဲဆို API ကထွက်လာတဲ့ဘာထွက်လာမှာဆို URL တစ်ခုထွက်လာမယ်အဲ့ဒီ API တစ်ခုကိုကျွန်တော်တို့က create လုပ်ပြီးဆိုတော့အဲ့မှာ URL တစ်ခုထွက်လာလိမ့်မယ်နော် URL တစ်ခုထွက်လာလိမ့်မယ်နော် ABC something ပေါ့နော်အဲ့ URL တစ်ခုထွက်လာလိမ့်မယ်အဲ့ဒီ URL ကိုကျွန်တော် copy ကူးမယ် copy ကူးပြီးတော့ကျွန်တော်တို့ကဘာလုပ်မှာလဲဆိုလို့ကျွန်တော်တို့ရဲ့ on prime မှာရှိရဲ့ကျွန်တော်တို့ရဲ့ PC တွေကနေပြီးတော့ INDEH ဒီလိုလေးပေါ့ sorry HTML ပေါ့နော် HTML ကုတ်လေးနဲ့ကျွန်တော်တို့ဆမ်းမယ်နော်အဲ့တော့ဒီ API ကအလုပ်လုပ်လားမလုပ်လားကောင်းကောင်းမွန်မွန်အလုပ်လုပ်လားမလုပ်လားတာကိုကျွန်တော်တို့ကဘယ်ကနေပြီးတော့ခေါ်ပြီးဆမ်းမလဲဆိုလို့ရှိရင် testing ကိုဒီကနေမဆမ်းတော့ဘူးနော်ဒီမှာတော့ testing ကိုကျွန်တော်တို့ကဒီ same UI ကနေပဲဆမ်းတယ်သူရဲ့ဒီ service မှာပါတဲ့ UI နဲ့ကနေပဲကျွန်တော်တို့ဆမ်းတယ်အခုမဟုတ်တော့ဘူးကျွန်တော်တို့ကဒီမှာဆောက်လိုက်တဲ့ code ကို API ကိုသုံးပြီးတော့ကျွန်တော်တို့ကဘယ်ကနေဆမ်းမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ somewhere ပေါ့နော် internet ရနေတဲ့တနေရာဆမ်းမယ်အဲ့တော့အဲ့မှာကျွန်တော်ဒီကောင်ကိုဆမ်းဖို့အတွက် HTML ကုတ်လေးရေးမယ်အဲ့ဒီကုတ်ထဲမှာဘယ်သူ့ကိုယူသုံးမလဲဆိုရင်ဒီ URL ကိုယူသုံးမယ်ဘယ်မှာယူသုံးမှာလဲဆိုရင်ဒီ code file ကယူသုံးမယ်နော်အဲ့တော့ HTML base code ကရှိပြီးသားမယ်အဲ့ဒီထဲမှာကျွန်တော်က point out ကဘာလုပ်ထားလဲဆိုလို့ရှိရင်ဒီ API ကို point out လုပ်ထားတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီ API point out လုပ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီ API ကဘယ်သူ့ကို trigger ထောက်ထားလဲဆိုလို့ရှိရင်ဒီ code file ကို trigger ထောက်ထားတာဒီ function နဲ့ code file ကိုအဲ့ဒါဆိုရင်ဒီ code file ကအလုပ်ထားလုပ်မယ်ပေါ့နော်အဲ့ code file ထဲမှာဘာတွေလုပ်မလဲဆိုတာကိုဒါကျွန်တော်တို့ကမြင်ရမယ်ပေါ့လေနော်အဲ့ဒါဒီ style နဲ့သွားမယ်နော်အဲ့တော့ဒါကတော့သူဒီ lab လေးကိုရောက်ရင် touch ရှင်းမယ်ပေါ့နော်လောလောဆယ်ကျွန်တော်တို့က focus က lab number 1ပေါ့နော်ဒါလေးကိုကျွန်တော် focus တာ okay အဲ့တော့ဒါလေးသွားကြတာပေါ့အဲ့တော့ first step အနေနဲ့ကျွန်တော်တို့ lambda ကိုသွားမယ် okay အဲ့တော့ lambda ကိုသွားမယ် lambda မှာကျွန်တော်တို့ထုံးစံတိုင်းပေါ့နော်ဒါ API ရောက်နေတာနော် lambda ကိုသွားမယ်ကျွန်တော်တို့ဒါဒီကနေပဲ lambda ပဲခေါ်အသုံးများလို့ကျွန်တော်တို့ကဒီပုံမှာပဲဘောနော်ဒီ tab တစ်ခုအနေနဲ့ပဲမှတ်ထားရတယ်အခုကျွန်တော်တို့ create function နှိပ်မယ်create function မှာကျွန်တော်တို့ standard တွေမရွေးဘူး authorize from scratch ပဲရွေးမယ်အဲ့တော့ဒီမှာကျွန်တော် name ပေးမယ်အဲ့တော့ name ပေးမယ်ဆိုတော့ကျွန်တော်တို့ကပြန်ပြီးတော့ကြည့်မယ်ဘာ name လေးလဲ test API နော်အဲ့တော့ test API နော်အဲ့တော့ကျွန်တော်တို့သုံးမှာ Python မဟုတ်ဘူး Node.js မဟုတ်ဘူး Python ကိုသုံးမှာနောက်တစ်ခါလေးဒီမှာရွေးလိုက်ပေါ့နော်ကျွန်တော်တို့ရဲ့ language ကို Python ပေါ့ကျန်တဲ့ permission ကကြတော့ကျွန်တော်တို့တစ်ခုရေးမယ်okay ဒါ default permission ဒီတိုင်းမှာထားပြီးပေါ့နော်ကျွန်တော်တို့ကျန်တာဘာမှမယူတာ hands on lab ဖြစ်တဲ့အတွက်ကျန်တဲ့ဒီ option နဲ့ရွေးလို့ရတဲ့ services တွေ function တွေဘာမှထပ်မလုပ်တော့ဘူး default ပါတဲ့အတိုင်းမှာသုံးမယ်အဲ့တော့ name ပေးတယ်ကျွန်တော်တို့ရဲ့ runtime ရွေးတယ်အဲ့တော့ Python နဲ့ရေးမှဖြစ်တဲ့အတွက် Python လို့ရွေးတယ်ကျန်တဲ့ကတော့ဒါ additional ဘာတွေမလုပ်ပါဘူးเนาะအဲ့တော့ဒီမှာကျွန်တော် create function ပေါ့ create function နှိပ်မယ်ပြီးလို့ရှိရင်ခဏလေးစောင့်ပြီပေါ့เนาะဒါ first live ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ trigger တွေဘာမှမပါဘူးเนาะဒီလိုရှင်းပဲသုံးမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာfunction overview မှာပေါ့เนาะကျွန်တော်တို့ create လုပ်လိုက်တဲ့ function လေးတစ်ခုပါတယ်ဟုတ်ပြီအဲ့ function လေးကဒီမှာเนาะ code file လေးကတော့ပါပြီးသားပဲအဲ့တော့ကျွန်တော်တို့ code file ကိုဒါပြောင်းလဲရတယ်မပြောင်းလဲရအဲ့ဒါကျွန်တော်တို့ structure ကိုကြည့်မယ်ကျွန်တော်တို့ဘာလို့ပြောင်းမလဲဆိုရင် code file ကို something.py ပေါ့เนาะအဲ့တော့ something.py ကျွန်တော်မပြောင်းတော့ဘူးသူလည်း Python code ဆိုတော့เนาะအဲ့တော့အဲ့ဒီနေရာမှာကျွန်တော်တို့က code လေးတစ်ခုထည့်မယ်ပေါ့เนาะကျွန်တော်တို့ရဲ့ဒီ lambda function အလုပ်လုပ်ဖို့ပေါ့เนาะအဲ့တော့ဒီနေရာလေးကိုကျွန်တော်တို့အစားထိုးမယ်ဒီနေရာလေးကိုကျွန်တော်တို့က delete လုပ်လိုက်မယ်ဒီမှာပေါ့เนาะlambda function.py ကိုကျွန်တော်မချိန်တော့ဘူးเนาะအဲ့တော့ဒီမှာကျွန်တော်တို့ကဒီ tab နှစ်ခုကိုသုံးပါခုတ်ရေးမယ် tag ဆမ်းမယ်เนาะကျန်တာတွေလည်းအများကြီးရှိတယ်ကျွန်တော်တို့မသုံးပါဘူးเนาะအဲ့တော့ဒီနှစ်ခုကိုပဲကျွန်တော် focus ထားပြီးတော့ discuss လုပ်မယ်နောက်ဒီမှာ deploy ရှိရ test ရှိရပေါ့เนาะအဲ့တော့ပထမဆုံးကျွန်တော်တို့က deploy လုပ်မယ်ခုတ်ကိုအရင်ထည့်မယ်เนาะဒါတွေကဘာနဲ့သွားတူလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Visual Studio Code နဲ့သွားပြီးတော့ဆင်တယ်ပေါ့เนาะဒီ UI လေးอ่ะเนาะတကယ် real Visual Studio Code ကိုလည်းသွားလို့ရတယ်ဒီကနေเนาะဒါပေမဲ့မသွားပါဘူးကျွန်တော်ဒီမှာပဲလုပ်မယ် okay အဲ့တော့ကျွန်တော်တို့တွေ code file လေးကိုတစ်ချက် check မယ်အဲ့တော့ code file လေးကို check မယ်ဆိုတော့ကျွန်တော်တို့လုပ်မဲ့ code ကကျွန်တော်တို့ရဲ့လုပ်မဲ့ code ရဲ့ effective ကဘာလဲဆိုလို့ရှိရင်simple calculator လေးတစ်ခုပေါ့နော်အဲ့တော့ Python code နဲ့ရေးထားတယ်အဲ့တော့ဒီက code တွေအကုန်လုံးကျွန်တော်တို့ copy ကူးလိုက်မယ်ဒါကတော့ကျွန်တော်တို့တကယ် real production တွေမှာတော့ developer နဲ့ညှိရမယ်
အပိုင်းတွေပေါ့နော် developer ရေးမဲ့ code တွေကျွန်တော်တို့ကယူမယ် request လုပ်မယ်ပြီးရင်ကျွန်တော်တို့ကဒါကို solution architect တွေကဒါstructure ကြအောင်စီစဉ်ပေးရမယ်ပေါ့လေ okay ဒါလေးပြီးပြီဆိုတော့ကျွန်တော်ဒါကို deploy လုပ်လိုက်မယ်ရပြီအဲ့ဒါဆိုရင်သူ့ကိုဒီ code ကဒါ successfully update ဖြစ်သွားပြီပေါ့နော်အဲ့ဒါဆိုကျွန်တော် text လုပ်ဖို့အတွက် test ခုသွားပြီးတော့ create လုပ်မယ်အဲ့တော့ test လုပ်မယ်ဆိုတော့ကဒါခုနက code ကဘာ effective ဖြစ်မလဲဆိုတော့ကျွန်တော် text လုပ်ဖို့လိုတယ်လေနော်ဒါသူ့ရဲ့ function ရအဲ့တော့ကျွန်တော်တို့တွေ test လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်အဲ့ test လုပ်မယ် name လေးကိုတစ်ခုထပ်ပေးတယ်ပေါ့နော် text test code ပေါ့နော် test code လို့ပဲကျွန်တော်ပေးလိုက်မယ်အဲ့ test လုပ်မယ်နေရာမှာကျွန်တော်ဒါမှ name လေးတစ်ခုထည့်လိုက်မယ်အဲ့တော့သူ့ကိုဘာ name ပေးမလဲဆိုရင် test test code အဲ့ဒီလေးပေးလိုက်နော်သူ့ရဲ့ name ကို test code လို့ပေးမယ် okay အဲ့တော့ကျွန်တော်တို့တွေဒီမှာ create a new event လုပ်မယ်အဲ့တော့ create new event မှာကျွန်တော်တို့ကဘာလဲဆို event name က tst test code code เนาะအဲ့တော့ private ပဲshare ပဲမသုံးဘူးအဲ့တော့ဒီမှာတော့ default ရှိနေတဲ့ဒီ JSON code လေးတွေရှိတယ်ဒါကိုလည်းမသုံးဘူးကျွန်တော်ဒီနေရာမှာ code တစ်ခုထည့်ပြီးတော့ကျွန်တော်တို့ဒီအရှိက code file ကိုပေါ့နော် Python code file ကို testing လုပ်နိုင်တဲ့သူ့ရဲ့ dependency code file ထည့်ပြီးတော့ကျွန်တော် text လုပ်ပါဦးเนาะအဲ့ဒီအတွက်ကျွန်တော်တို့ကအဲ့ code file လေးကိုသွားယူမယ် code file လေးကဒါပဲအဲ့ဒါကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုရင် save မယ်အရင် test လုပ်လို့မရအောင်เนาะ save ရမယ် save ပြီးတာနဲ့ test ကိုကျွန်တော်တို့ကဒါသူလဲ test event က successfully save ဖြစ်သွားပြီပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီကနေလဲ test လုပ်လို့ရတယ်ဒါရီမဟုတ်ဒီ code file ကိုပြန်လာဒီကနေလဲ test လုပ်လို့ရတယ်အဲ့ကျွန်တော်ဒီကနေပဲ test လုပ်ကြည့်မယ် right okay အဲ့တော့ဒီမှာ test လုပ်လိုက်တာဖြစ်တဲ့အတွက်အောက်မှာ output အနေနဲ့ပေါ်လာတယ်အဲ့တော့နည်းနည်းလေး maximize လုပ်ပြရမယ်နော် okay အဲ့တော့ဒီမှာကျွန်တော်တို့ရဲ့ status က succeeded ဖြစ်တယ်အဲ့တော့ test code name ကဒါ event name က test code ပေါ့နော်အဲ့ကျွန်တော်တို့ဒီထဲမှာပါတဲ့ code တွေကို run လိုက်တာတဲ့နော်အဖြေရတယ်လို့ပေါ့နော်ဒါလေးရတယ်ပေါ့ result က 40 ပေါ့ okay ဒါကတော့ depends on code ပဲနော်ဒါပေမဲ့ကျွန်တော်တို့ကဒီလိုမျိုးလေးဟို testing လုပ်လို့ရတယ်ဆိုတာကိုသိစေချင်တာဒါကတော့ကျွန်တော်တို့ရဲ့ဒီ lambda နဲ့ပတ်သက်ပြီးတော့ပေါ့နော်first hands on လေးပေါ့နော်ဒီ lab လေးပေါ့အဲ့ဆိုဒါလေးက success ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒါလေးက success ဖြစ်သွားပြီ okay အဲ့တော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ second ပေါ့နော်ဒီကောင်ကိုဆက်သွားမယ်ဒီ lab လေးပေါ့ဒီကောင်ကကျတော့ API trigger တွေပါမယ်ပေါ့နော်အဲ့တော့မသွားခင်ကျွန်တော်တို့အရှိကသူနဲ့သက်ဆိုင်တဲ့ code file တွေ function တွေအကုန်ဖြတ်လိုက်မယ်နော်မရောအောင်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့တွေပထမဦးဆုံးသူ့ရဲ့ function ကိုသွားမယ်သွားပြီးတော့ဒါကိုselect လုပ်မယ် delete လုပ်မယ် okay ဒါဆိုရင်delete ဖြစ်သွားပြီပေါ့ဒါကျွန်တော်တို့ဘယ်တော့မှခြံထားခဲ့လို့မရဘူးဘာလို့ဆိုဒီ function တွေက PSU ကိုပဲเนาะအဲ့တော့ကျွန်တော်တို့ဟိုခြံထားခဲ့တယ်ကြံထားခဲ့တယ်ဆိုလို့ရှိရင်ဒါသူကနောက်ွယ်မှာအလုံးလုံးနေပြီးတော့ကျွန်တော်တို့ရဲ့ credit check ကနေပြီးတော့သူဖြတ်နေမှာပေါ့နော်ပတ်စံနေအဲ့ဒီတော့ကျွန်တော်တို့ကဘာ service ပဲသုံးပြီးရင်တော့ delete ပြန်လို့ကိုမသုံးတော့ဘူးဆိုရင် delete ပြန်လို့ပေါ့နော်ဒါ best practice ပဲ okay အဲ့တော့ကျွန်တော်တို့နောက်ထပ် structure library တစ်ခုကိုသွားမယ်အဲ့ structure ကိုယဉ်ကြည့်မယ်အဲ့တော့ structure ကဘာလဲဆိုတော့ lambda function တစ်ခုစောင့်မယ် name ပေးမယ်ပြီးရင်အဲ့ကောင်ကိုကျွန်တော်တို့က trigger ထောက်မယ်ဟုတ်ပြီနော်အဲ့ဟာလေးကိုအရင်လုပ် lambda ကိုသွားမယ် function တစ်ခု create လုပ်မယ် name ပေးမယ်ပြီးရင်ကျွန်တော်တို့ဒီ API gateway မှာပေါ့နော် API gateway မှာကျွန်တော် HTTP trigger တစ်ခု create လုပ်မယ်အဲ့ဒီ trigger ကိုလည်းကျွန်တော်တို့ name လေးပေးမယ်အဲ့တော့နှစ်ခုပေါ့နော်ပထမဦးဆုံးကျွန်တော်တို့ဒီ code တွေဘာတွေဘာမှမရေးသေးဘူးလောလောဆယ်ဒီ lambda အောက်ကိုသွားမယ် function တစ်ခု create လုပ်မယ်ဒါထုံးစံတိုင်းပေါ့နော် lambda အောက်ကိုရောက်ပြီဆိုတော့ function ကမဖြစ်မနေ create လုပ်ကြအဲ့တော့ function တစ်ခု create လုပ်မယ်အဲ့ function မှာ trigger ထောက်ဖို့အတွက် API gateway နဲ့ပေါ့နော် trigger ထောက်မှာဖြစ်တဲ့အတွက် API gateway ကိုသွားမယ် HTTP ကျွန်တော်တို့က API ကိုသုံးမှာဖြစ်တဲ့ HTTP ကို choose လုပ်မယ်ပြီးရင်သူ့ကို name လေးတစ်ခုပေးမယ်အဲဒါဆိုဒီ step နှစ်ခုကိုအရင်သွားမယ် function ရဲ့ API ရဲ့ကိုအရင် create လုပ်မယ် okay အဲ့တော့ကျွန်တော်တို့ move ပေါ့နော် okay function တစ်ခု create လုပ်မယ် function ကဘာလဲဆိုတော့ tst test web API အဲ့တော့သုံးမှာဘာလဲဆိုလို့ရှိရင် Python ပဲသုံးမယ် okay ကျွန်တော်ဘာမှ changes မရှိဘူး create ဒါဆိုလို့ရှိရင်ကျွန်တော်တို့
ဘယ်နေရာလေးပြီးသွားပြီလဲဆိုလို့ရှိရင်ဒီနေရာလေးပြီးသွားပြီပေါ့နော်ကျွန်တော်တို့ရဲ့ဒီ function လေး create လုပ်ပြီးသွားပြီအခုပြီးရင် API trigger API ကိုသွားမယ်ပေါ့နော် Okay ဒီမှာဒါလေးပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်တို့ကဒီ HTTP request နဲ့ကျွန်တော်တို့က trigger လုံးမှာသုံးမှာဖြစ်တဲ့အတွက်ဘာလို့ဖို့လို့လဲဆိုလို့ရှိရင် add trigger လုပ်ဖို့လို့ဒီကနေလုပ်လဲရတယ်ဒါပေမဲ့ API gateway ကနေသွားလုပ်လဲရတယ်နော်ဒါပေမဲ့ကျွန်တော်ဒီကနေသွားမလုပ်တော့ဘူးဒီကနေပဲလုပ်လိုက်တော့နော်အဲ့တော့ဒီမှာပေါ့နော်ဒီ code file ကိုအရင်ရေးတာတွေနောက်မှရေးရတယ်ဒါ option တွေပါနော်ဒါစိတ်ကြိုက်လုပ်လို့ရတယ်ဒါတော့ကျွန်တော်ကstructure ကြတော့အရင်ဆုံး function စောက်တယ်ပြီးရင်သူ့ကိုထောက်မှတ် trigger သွားမယ်အဲ့ trigger ပေါ့နော်အဲ့ဒီမှာကျွန်တော် trigger ရွေးမယ် API gateway API gateway ကိုကျွန်တော်ရွေးမယ် API gateway မှာဒါကျွန်တော် create new API gateway ပေါ့နော်အဲ့တော့ create new API gateway မှာကျွန်တော်ဘာရွေးမှာလဲဆိုရင် HTTP API နော်ကျန်တဲ့ဟာတွေမရွေးဘူး REST API တွေလည်းရှိတယ်ဒီ web socket တွေလည်းရှိတာကျွန်တော်မရွေးဘူးနော်ကျွန်တော်တို့ဒါလုံးဝ absolute beginner level ကိုပဲ focus ထားတာဖြစ်တဲ့အတွက် HTTP API မှာရွေးမယ်ပြီးလို့ရှိရင် security ကတော့ဒါ best practice ကတော့ open တော့မထားသင့်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော် hands on လည်းဖြစ်တဲ့အတွက်ကျွန်တော် open မှာထားလိုက်မယ်နော်တခြားတော့ဘာမှရွေးစရာမရှိဘူးokay အဲ့တော့ကျွန်တော်တို့က API gateway ကို choose လုပ်တယ်အဲ့ဒီမှာ HTTP API ကိုရွေးတယ်ပြီးရင် security ကို open လုပ်လိုက်တယ်ပြီးရင် add လုပ်တယ်အဲ့ဒါဒီနေရာမှာကျွန်တော်တို့ API gateway လေးတစ်ခုပေါ်လာမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ API gateway လေးတစ်ခုပေါ်လာပြီအဲ့ API gateway မှာကျွန်တော်တို့ဘာရှိလဲဆိုလို့ရှိရင် URL လေးတစ်ခုရှိတယ်ဒီမှာ URL လေးတစ်ခုရှိတယ် Device API မှာကျွန်တော်တို့ URL လေးတစ်ခုရှိတယ်အဲ့တော့အဲ့ဒါလေးကျွန်တော်သုံးရမယ်เนาะ testing လုပ်လို့ရှိရင်အခုဒါလေးကိုကျွန်တော်လှမ်းခေါ်မယ်ဆိုလို့ရှိရင်တော့ဘာမှရှိဦးမှာမဟုတ်ဘူးပေါ့နော်ဒါလေးကျွန်တော်ခေါ်ကြည့်မယ်ဒါသူက default function အလုပ်လုပ်နေတာเนาะဟောကျွန်တော်တို့ရဲ့ custom ဘာမှမလုပ်သေးဘူးအဲ့တော့ကျွန်တော်တို့ရဲ့ custom ကဒီမှာဒါကျွန်တော်တို့ရဲ့ default function မှာကုတ်ကသူက Python ကုတ်လေးရှိမယ်เนาะ Python ကုတ်လေးတစ်ခုရှိလိမ့်မယ်ဒီမှာเนาะ lambda function ဒါလေးကသူက output အနေနဲ့လာထုတ်ပြတာခုနကကျွန်တော် API သုံးထားတာဖြစ်တဲ့အတွက်ဒီကနေပြီးတော့ဒါလာထုတ်ပြတာဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ texting က custom လုပ်မှာအဲ့တော့လိုအပ်တဲ့ကောင်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ on prime မှာရှိရဲ့ internet ရနေတဲ့ PC ကနေပြီးတော့HTML ကုတ်လေးတစ်ခုကို inject ထည့်ပြီးတော့ကျွန်တော်တို့ဒီ API ကိုအလုပ်လုပ်လားမလုပ်လားစမ်းကြတယ်နော်ဒီလိုမျိုး same UI ကနေပဲစမ်းကြတာမဟုတ်ဘူးနော်အဲ့တော့အဲ့ဒီတော့ကျွန်တော်တို့ကခုနပြင်ဆင်ထားတဲ့ကုတ်လေးတွေရှိတယ်အဲ့ပြင်ဆင်ထားတဲ့ကုတ်လေးကိုကျွန်တော်တွားလိုက်မယ်ဆိုတော့ကကျွန်တော်တို့ဒီ test web ပေါ့နော် Python ကုတ်လေးကိုအရင်ဆုံးကျွန်တော်တို့ copy ကူးလိုက်မယ်အကောင်လေးကိုကျွန်တော်တို့ကဘယ်မှာထည့်မှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှာထည့်မှာနော်ဒီမှာထည့်မှာဒီမှာထည့်ပြီးပြီဆိုတော့ဒါအဆင်ပြေသွားပြီပေါ့နော်အဲ့တော့အဆင်ပြေသွားပြီဆိုတော့ဒီကောင်ကိုကျွန်တော်တို့က deploy လုပ်လိုက်မယ်ဒါဒီကုတ်လေးကိုပေါ့အဲ့တော့ deploy လုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဒီပုံမှာတော့ဒါပြီးသွားပြီပေါ့နော်ဒီသူ့ရဲ့ lambda function ထဲမှာတော့ကျွန်တော်တို့ဒါ code တစ်ခုက creation လုပ်ပြီးသွားပြီဒီ code ကဒါစပြီးတော့ deploy ပြီးသွားပြီဖြစ်တဲ့သူဒါ backend မှာ run နေပြီပေါ့လေနော်အဲ့တော့အဲ့ဒါကိုကျွန်တော် testing လုပ်ဖို့အတွက်ဒီကနေ testing မလုပ်တော့ကျွန်တော်တို့ရဲ့ on prime ကနေ testing လုပ်အဲ့ဒီအတွက်ကျွန်တော်က VM လေးတစ်လုံးနဲ့ testing လုပ်မယ်အဲ့တော့ testing လုပ်မယ်ဆိုတော့ထုံးစံတိုင်းကျွန်တော်တို့ကဘာနဲ့ testing လုပ်မှာလဲကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းပဲ HTTP HTTP request နဲ့ပေါ့နော်ဒါကျွန်တော်တို့ကဒါ testing လုပ်မှာအဲ့တော့ကျွန်တော်တို့ HTML file လေးတစ်ခု create လုပ်မယ်ဘာမှလုပ်မှာလဲဆိုရင်ကျွန်တော်ရဲ့ on prime ထဲမှာပေါ့နော်အဲ့တော့ on prime ထဲမှာလုပ်မှာဖြစ်တဲ့အတွက်ဒီ on prime ထဲမှာကျွန်တော်တို့ HTML file လေးတစ်ခု create လုပ်မယ်လုပ်ပြီးတော့ဒီရရတဲ့ URL ကိုအဲ့ HTML file ထဲမှာကျွန်တော်တို့ point ထောက်မယ်ထောက်ပြီးရင်ကျွန်တော်တို့ရဲ့ on prime က browser ကနေပြီးတော့အဲ့ HTML file လေးကို open လုပ်လိုက်တာနဲ့ဒီ function မှာ trigger ထောက်ထားတဲ့ဒီ API link ကဒီကိုရောက်လာပြီပေါ့လေနော်အဲ့တော့ဒီမှာထောက်ထားတဲ့ API ကဘယ်သူ့သွား call မှာလဲဆိုရင်ဒီ function တွေကဒီ code file ကိုသွားပြီးတော့ call မှာအဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ browser မှာပေါ့နော်any browser ပေါ့နော်ကြိုက်တဲ့ browser သုံးလို့ရကျွန်တော်ရဲ့ browser မှာဒီရေးထားတဲ့ code ကနေလာပြီးတော့ဗာရေးထားလဲပေါ့အဲ့ရေးထားတဲ့ code တိုင်းလာပြီးတော့ပြမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကဒီထဲကဘယ်သူ့ပြန်သွားမလဲဆိုရင်ဒီဒါလေးကိုကျွန်တော်တို့ copy ကူးဖို့လိုတယ်နော် okay အဲ့တော့ကျွန်တော်တို့ပြင်ဆင်လိုက်မယ်ပထမဦးဆုံးကျွန်တော်တို့ရဲ့ on prime ကဒီ VM လေးထဲမှာ folder လေးတစ်ခုစောက်လိုက်မယ်အဲ့တော့ folder စောက်မယ်ဆိုတော့က
desktop ပေါ်မှာပဲကျွန်တော်က mqdir နဲ့API ပေါ့နော် API လို့စောက်လိုက်မယ်စောက်ပြီးတော့အဲ့ဒါကိုကျွန်တော် VS Code နဲ့ open လိုက်မယ်နော်ပြီး index.html လေးရေးလိုက်မယ်နော်ဒါပေမဲ့ index.html တော့မသုံးဘူး what is that okay ဒါ file location မှာပါလို့ sorry code file နဲ့ဖွင့်လိုက်မယ်ကျွန်တော်တို့ကဘာရေးမှာလဲဆိုလို့ရှိရင်test api.html ပေါ့နော်အဲ့ name လေးသုံးမယ်ကျွန်တော်တို့ဒါလိုအပ်တဲ့ necessary code file ကတော့ဒါပြင်ဆင်ပြီးသားပေါ့နော်ကျွန်တော်တို့ဒါလေးကိုလည်းကျွန်တော် YouTube channel ရဲ့ဒီ video ရဲ့ comments မှာဒါလေးကိုလည်း attach ဆွဲထားပေးမယ်အဲ့တော့ file လေးတစ်ခုပေါ့ test api.html control v ဒါကျွန်တော်တို့ရဲ့ဘယ်သူစီတောင်းမှာလဲဆိုရင် developer စီတောင်းပါတော့ဘယ် code file တွေသုံးမှာလဲစသဖြင့်ပေါ့နော် okay အဲ့တော့ဒီထဲမှာကျွန်တော်တို့ကအဲ့ API ကို point ထောက်ထားတာရှိpoint ထောက်ထားတာရှိရယ်ဘယ်ဟာလေးလဲဆိုလို့ရှိရင်index.html ရဲ့ okay ဒီမှာနော် API URL ပေါ့နော်ဒီနေရာလေးမှာကျွန်တော် replace လုပ်တာဘယ်သူ့ကို replace လုပ်ရမှာလဲဆိုတော့ကဒါကျွန်တော်တို့ရဲ့ခုနကဒီ API ရဲ့ link ကို replace လုပ်တာအဲ့တော့ဒါလေးကိုကျွန်တော်တို့ကcopy link ပေါ့နော် copy link ကူးလိုက်မယ်ကူးပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့ replace လုပ်မယ် okay control a s ပေါ့နော်အဲ့တော့ပြီးပြီဆိုတော့ကကျွန်တော်တို့အခုဒါ code လေးကလည်းရေးပြီးသွားပြီAPI ကိုဒီသူ့ရဲ့ API URL ကိုလည်း point ထောက်ပြီးသွားပြီဆိုတော့ကျွန်တော်ဒါ testing လုပ်လို့ရတယ်ဒီမှာလည်းကျွန်တော်တို့ deploy လုပ်ပြီးသားပဲကုန်ပါနော်ဒါ deploy လုပ်ပြီးသားအဲ့တော့ဒါကျွန်တော်တို့သူ့ရဲ့ effective ကိုမြင်ရမယ်ပေါ့လေသူဒီ code ကဘာရေးထားတာလဲပေါ့နော်ဘာရွေချက်ရေးထားတာလဲအဲ့တော့ကျွန်တော်တို့ဒါလေးကို testing လုပ်မယ်ဆိုတော့ကနှစ်နည်းလုပ်လို့ရအောင်နော် CUR car ကနေလည်းလုပ်လို့ရတယ်ဒီ code ကနေလည်းလုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ရဲ့ API ကိုသွားမယ် API folder ထဲမှာဒီကောင်လေးကိုကျွန်တော်တို့ကဘာနဲ့ဖွင့်မလဲဆိုတော့ browser ကဒီတစ်ခုပဲရှိရဆိုတော့ဒါနဲ့ပဲဖွင့်လိုက်မယ်နော် okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒါ API လေးပွင့်လာပြီပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်တဲ့ကျွန်တော်တို့ code ကဘာမှရေးထားလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီ lambda function ထဲမှာရေးထားတာပေါ့နော်အဲ့ဒီတိုင်းပဲဒါ effective ဖြစ်တယ်ပေါ့ကျွန်တော်တို့ anyway ပေါ့နော်ကြိုက်တာနဲ့ဆန်းလို့ရဒါသူ့ရဲ့ရေးထားတဲ့ function နဲ့ကျွန်တော်ဆန်းလို့ရပါတယ်နော်အဲ့တော့မှန်တယ်ဒီ code file မှန်တယ်ဆိုလို့ရှိရင်လည်းဒါမှန်တယ်ပေါ့မှားတယ်ဆိုလည်းမှားတယ်ပေါ့နော်လာပြလိမ့်မယ်အဲ့တော့ဒါအထက် without name နဲ့လည်းဆန်းလို့ရတယ် sending request ပေါ့လားမှားတယ်ဆိုလည်းမှားတယ်ပေါ့နော်မှန်တယ်ဆိုလည်းမှန်တယ်လာပြ okay အဲ့ပြောချင်တာကဒါ lambda function ရဲ့ဒီထဲကကျွန်တော်တို့ code တွေကိုဘယ်လိုမျိုးသုံးလဲပြီးတော့ API အနေနဲ့ဘယ်လိုမျိုး trigger ထောက်လဲပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ on prime ကနေပြီးတော့ဒီ HTTP request နဲ့ပေါ့နော်ဒီ API trigger ကိုသုံးပြီး HTTP request နဲ့ဘယ်လိုမျိုးသုံးလို့ရလဲဆိုတာပေါ့နော် hands on lab ပေါ့နော်ဒါ absolute beginner အတွက်ရည်ရွယ်ပြီးတော့ဒါလေး creation လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့အားလုံး service တွေသုံးပြီးရင်တော့ပြန်ဖြတ်ဖို့မမေ့ပါနဲ့ပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်တစ်ခါလေးပြန်ဖြတ်ပေးမယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီညောင်ပြန်သွားမယ်အဲ့တော့ထုံးစံတိုင်းပေါ့လေဘာကိုဖြတ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ API gateway တွေက API ကိုဖြတ်မယ်အဲ့တော့ car နဲ့လည်းဆန်းလို့တော့ရတယ်နော်ဒါကလည်းဆန်းကြည့်ပါအဲ့တော့ဆန်းကြည့်ပါဆိုတော့ကကျွန်တော်ဘယ်လိုဆန်းလို့ရလဲဆိုတော့ဒီကောင်လေးရဲ့ API ကဒီကနေပဲယူလိုက်တော့မယ်နော်သူကနည်းနည်းကြာနေမှာဆိုတော့ကျွန်တော် car နဲ့ဆန်းပြမှာနော်အဲ့တော့ဒါလေးကိုကျွန်တော် copy ကူးလိုက်မယ် copy ကူးမယ်ကျွန်တော်ရဲ့ဒီကနေပြီးတော့ဟုတ်ပြီ CURL car dash v နဲ့ကျွန်တော်ကခုနကကောင်ကို paste ချလိုက်မယ် okay ဒါဆိုလို့ရှိရင်လည်းဒီလိုမျိုးဆန်းလို့ရတယ်ပေါ့နော်ကျွန်တော် car နဲ့ပဲဆန်း browser ကနေ UI နဲ့ပဲဆန်းအဆင်ပြေတယ်ပေါ့လေနော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ API ကို delete လုပ်မယ်အဲ့တော့အမြဲတမ်းကျွန်တော်တို့ဆန်းပြီးပြီဆိုရင်ဒါတွေအကုန်လုံး clean လုပ်ဖို့မမေ့ပါနဲ့နော်
ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်ကိုဆက်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ function ကိုဖြတ်မယ်နော် function ရှိရတာကိုဖြတ်မယ် function တွေက delete အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ hands on လေးရတာsuccess step ဖြစ်သွားပြီပေါ့လေအဲ့တော့ကျွန်တော်တို့ theory overview ပြောခဲ့တယ်ပြီးလို့ရှိရင် hands on lab ကိုနှစ်ခုလုပ်ပြခဲ့တယ်ပေါ့အဲ့တော့အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နောက်ထပ် tutorial မှာလည်းကျွန်တော်တခြားအသုံးများတဲ့ services တွေအကြောင်းကိုထပ်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ